လည်းတောင်းတောင်းနဲ့ခဏတက်လာဘယ်သူဝယ်ပေးရလဲကြောပါအောင် 我把东西让人家正好找到对。ကြည့်လိုက်ပါ 他那个没去，不出来。 ကိုသူရဝယ်ပေးထားတာပြီးတော့ကိုယ်တိုင်မှာစီးပေးထားတာနော် 嘿，不嘞，对咯，头大没去耶，我们那了，就差那个。 မနေ့ပြန်တော့မှသူ့အနေနဲ့ထမင်းစားဖို့ချိန်ထားသေးတယ်ဘယ်တော့နိုင်မှာမလဲကားလို့ချင်းတော့လည်းအမိမျက်နှာကြည့်ရမှာပေါ့နော် 好，身边都看到。 မလောက်ပါနဲ့ချေရတယ်ဘာမှမဖြစ်ဘူးအဒါကိုလုံနေကြနော်ချေအေးဆေးရှိမှသွားထိုင်နေလေ ဟင်းချက်တာတော့အန်တီလက်ရဘယ်သူမှမမီဘူးစားလို့ရမ်းကောင်းတာပဲအခုလိုမျိုးဖိတ်ကျွေးရကျေးဇူးတင်တယ်နော်အန်တီ အမလီသမီးရဲ့ကျေးဇူးတင်တယ်ပြောဖို့မလိုပါဘူးသမီးစားလို့ကောင်းနေဆိုရင်အန်တီကကျေနပ်တယ်သမီးကစားလို့ကောင်းနေတာပြောတာပါစားတော့လေနည်းနည်းလေးပဲနော် ဟုတ်တယ်အန်တီချစ်ကငယ်ငယ်လေးတည်းရင်အစားစားရနေတယ် သမီးရဲ့ငယ်ငယ်တုန်းကအစားနေပြီမဲ့အခုတော့များများစားမှဖြစ်မယ်သမီးရဲ့ဘာဖြစ်လို့လဲသိလားသမီးကတစ်ချိန်ကျရင်သားနဲ့လက်ထပ်အောင်ပါလေအဲ့ဒီခါကျရင်သားသမီးရဲ့ဓာတ်တွေအများကြီးမွေးရအောင်ပါသမီးကျမ်းမာမှအများကြီးမွေးနိုင်ပါအန်တီကမြည်တွေမြစ်တွေနဲ့နေချင်လာပြီသမီးရဲ့ ချစ်ကကလေးတော့ချစ်တတ်ပါတယ်ဒါပေမဲ့အများကြီးတော့မလိုချင်ဘူးတစ်ယောက်လောက်ဆိုရပြီလေဟိုအန်တီလို့ပေါ့ အမလီအန်တီလိုတော့မလုပ်ပါနဲ့သမီးရဲ့အန်တီကအသက်ကြီးမှအိမ်အောင်ကြတာဒီသားလေးတယောက်ကိုတော့မနေပိုးမွေးတယ်လို့မွေးထားရတာချမ်းမကြီးကတိတ်ကောင်းတာမဟုတ်ဘူးသမီးရဲ့အဲ့ဒါကြောင့်မို့လို့သမီးကတော့မွေးရမယ်လေသားသမီးဆိုတာရေသနာတစ်ပါးပဲမွေးနိုင်တော့ကိုမွေးကိုနဲ့အန်တီထိန်းပြီသမီးရော့ဒီမော်တီလေးစားကြည့်ပါဦး ဟုတ်ကျေးဇူးပါအန်တီကအရင်စိတ်ရှည်တယ်နော်လီမိုတီခွာတာလေးကစားအသေးစိတ် သမီးရေဒါတခြားကြောင့်တော့မဟုတ်ဘူးသားလေလိန်မော်သီးကိုဒီလိုအမြင်လေးတွေပါလုံးဝမစားဘူးအန်တီကသူ့အကြိုက်အမြင်နဲ့တမြင်မှမရှိအောင်ခွာပြီးမှသူ့ကိုကျွေးရလားသူကဒီလိုလိန်မော်သီးမျိုးမှစားတာသမီးရဲ့သမီးတေချာကြည့်ထားနော်နောက်ကြရင်သမီးပဲလုပ်ပေးရမှာအိုးကချီအိုးပြောဖို့မင်းနေလိုက်တာသမီးဖက်နှက်လေးကြိုက်ရလားအဲ့ဒီဖက်နှက်လေးကိုအန်တီကိုယ်တိုင်ရွေးပေးလိုက်တာသမီးရဲ့ပိုင်းအောင်လေးလေအန်တီနဲ့စင်လူပဲဟိုမှာကြည့် အန်တီနဲ့စင်တူ အေးသမီးရဲ့ ဟုတ်ကဲ့ဟိုကြိုက်ပါတယ်အန်တီကရွှေတတ်သားပဲဒီဇိုင်းလေးကလှတယ် သမီးကြိုက်မယ်ဆိုတာအန်တီကသိပြီးသားဒီမှာသမီးနဲ့သားအဆင်ပြေအောင်အန်တီကအများကြီးစူးစမ်းထားတာနော်သားသမီးကိုရီးစားစကားပြောဖို့အတွက်လေအန်တီကိုယ်တိုင်ဘေးဒင်ဆရာစီကိုတွားဘေးဒင်ဆရာပြောတဲ့အတိုင်းရေတရားကိုတိတိကျကျချင်းအချင်းကောင်းကိုတိတိကျကျရွေးနေ့ရက်ကိုတိတိကျကျတတ်မှတ်ပြီးမှသားနဲ့သမီးကိုရီးစားစကားပြောခိုင်းတာ နောက်ဆုံးတော့တရက်ခံကဖဏတ်ဖြတ်သွားပြန်ပြီဘာလို့လုပ်ပြလိုက်တာလဲချစ်နေမလို့ချင်းလဲငါ့ကိုပေးလို့ရရတာနဲ့ အဲ့ဒါဆို तू ဟာသူ့မေပြောရတဲ့အအကောင်တတွင်မသိလိုင်းနာဆောင်ရွက်နေတာပေါ့သူ့မေအေးအေးပါခိုင်မှာပါမယ်ဆိုတဲ့ပေါ်လားနည်းနည်းတော့များတယ် အဲ့ဒါပြောရလေငါလေးဘလို့နားလဲရမှန်းတော့မသိတော့ငါရဲ့အချစ်ရေးရလဲဟဲ့အဲ့လောက်တောင်ခက်ခဲနေရလား6ဖြစ်กินတဲလဲစင်ယောက်ျားတစ်ယောက်ယောက်ကိုအဲ့လောက်ရှားလား သိလိုက်မင်းမသားတွေကအချစ်ကန်စိုးကြတယ်တဲ့ရီကီကြားဘူးတယ် ငါပြောသားပဲမမဘွိုင်းပါလို့မမဘွိုင်းနေရလေတိတ်ကိုကြောက်ဖို့ကောင်းတာငါသာယောက်ျားတစ်ယောက်ဆိုလို့ရှိရင်အရက်တောက်လဲရတယ်စီဂရက်တောက်လဲရတယ်မမဘွိုင်းတော့ဖြစ်လို့မရအောင်အဲ့လိုမျိုးသားဆိုရှောင်းသားရှောင်း ဒီစီရဲ့နေရတာရှောင်းခိုင်းနေတာမမေချစ်ကအရန်ကြွေနေပြီဟဲ့ မဟုတ်တာတွေ ကြွေလို့လားသူ့ရုပ်ကိုလည်းကြည့်လိုက်အောင်
သူကျွေးနေရဆိုရင်ဤပုံမှန်ထားတဲ့ရုပ်ကြီးဖြစ်နေပါမလားလို့စဉ်းစားလေ အဲ့ဤပုံလားသူ့မေဤပုံလေမထင်မထားတဲ့တောက်ကနေဝင်လာချီတုတ်ကြီးတောက်ပဲယူပြီးသူ့အမေကိုမပါလို့မရလားမသိကိုတူရာကလုံးဝ perfect လေနော် နင်အဲ့လိုပြောကြည့်ဆိုရင်တော်မိတော်ကလည်း perfect ပဲလေချစ်ချစ်ကိုတဲတဲလို့ချစ်ပြနေရတယ်အဲ့အကြောင်းလည်းဘယ်လိုပြောမလဲ အဲ့ဟာမတူးလေတော်မရ play boy ဟဲ့မမဘွိုင်းဟိုက play boy နဲ့စိုးတယ် ငါ့ကိုကတ်မငင်းနဲ့နော် play boy နေရာပို့ဆိုတာမျိုးရင်တရုံးလုံးလိုက်နေကြည့် ဟဲ့ဘာမှမေးစရာဘူးမလို့သူရဲ့စိုးရဲ့စာရပိုက်စီရယ်ပိုက်စီရကငုံစိတ်များရဲ့ကောင်လေတိုင်ငယ်စိတ်ငုံစိတ်တွေနဲ့အမေကလည်းနေရာကလိုက်ပြီးပါနေဘာမှဥဆောင်နိုင်အောင်မဟုတ်ပိုက်စီရကတတ်တာတာပဲကြိုက်တာလေချစ်ချစ်တာသူနဲ့ညာကြည့်ပါလားလင်ငုတ်တုံနဲ့သူပဲမုံမှာ ဒီမှာဒီစီအဲ့ကဦးမဆောင်နိုင်တာမဟုတ်မိမကိုဦးစားပေးရလို့ခေါ်တယ်ဥမာဒီပြပကန်းကိုပဲကြည့်လေသူ့ရဲ့ဇိုဒီယာဆိုင်ကလည်းဖိုက်စစ်ပဲသူ့မိမဘယ်တော့တောင်ဦးစားပေးလိုက်လေကြည့်လိုက်စမ်းအဲ့တော့ချစ်ချစ်တာကိုတူရာနဲ့ယူလိုက်ရင်ဒီပြပကန်းနဲ့လက်ထပ်လိုက်သလိုမျိုးအရင်စိတ်ချမ်းသာနေမှာမမေသူ့ပဲယူနော် မီကီမနင်စကားကိုအမျိုးမျိုးမပြောနဲ့နော်ခုနကပဲသူနဲ့သဘောမတူဘူးဆိုအခုကျတော့တင်းပေးစားနေပြန်ပြီဘာလဲနဲ့ မေချစ်ကလည်းဗီကီယာစေချောင်းသားဖန်လေး ချစ်ချင်းဟာငါမဖြစ်ဘူးဒီကိစ္စငါဘွားတစ်ခုလုံးအတွက်နဲ့ဆိုင်နေငါတေချာစဉ်းစားမှရမယ်ဟာရှုံနေရပဲသူနဲ့သူ့အမေရဲ့ဆက်ဆံရေးကိုငါဝင်ပြောလို့ကောင်းမှာမလားဟိုသူကငါနဲ့လက်ထပ်မဲ့သူပဲဟာခုချိန်မှာပုံပွင့်လင်းလင်းတော့ပြောတဲ့နဲ့ငါ့ကိုသူကစိတ်ထားသေးသိမ့်တယ်လို့များထင်သွားမလားမသိဘူးဒါမဲ့ငါဒီလိုမျိုးလည်းဘယ်ချိန်ထိသီးခံနိုင်မှာလဲအစကတည်းကရှင်းရှင်းလင်းလင်းပြောလိုက်တာကောင်းပါတယ်ကိုဘာလုပ်တာလဲ ချစ်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့အချစ်ပေါ်မှာတန်တရားဖြစ်နေရမှာလားကိုသိပါတယ်ဒါပေမဲ့ကိုချစ်ကိုမျက်မျက်နှာနှာနဲ့တကယ်ချစ်ခဲ့တာပါတခါလေမှာကိုယ့်ရဲ့အပြုတ်မှုတွေကချစ်ပေါ်မှာစိတ်အနှောက်အယှက်ဖြစ်ခြင်းဖြစ်နေမယ်ပြီးတော့ကိုယ့်အပေါ်မှာချစ်မကြိုက်တဲ့အချက်တွေအများကြီးရှိရင်ရှိနေမယ်အဲ့အတွက်လည်းကိုတောင်းပန်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အချစ်ပေါ်မှာလုံးဝတော့တန်တရားစိတ်မထားပါနဲ့တော့ကိုပို့ပြီးတော့ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်လို့ကိုကြိုးစားပါမယ်ကိုခရစ်ပေးပါတယ်ချစ်ကိုချစ်ကိုလက်ထပ်ပြရစီကိုပြန်ပြီးတော့လက်ထပ်ပါနော်ကိုလက်ထပ်ပြရစီနော်ကိုချစ်လေသားရဲ့ဘလို့လေးလုံနေတာလေဒူးတော့တာမှားနေတယ်ပြန်တော့ဟိုဘက်ချောင်းနဲ့ထောက်အောင်ပါလေဟိုငါသားကလေအမေပြောတာသေချာနားမထောက်ဘူးအေးပြီးလိုက်တော့ပြောလိုက်လေ ဘာပြော ချစ်မျက်နှာလေးကိုတေးသေးချာချာကြည့်အေးပြီးမျက်လုံးကြီးလေးကိုစုံအောင်ကြည့်သူ့မျက်လုံးလေးကိုတေးသေးကြည့်ဒီတော့မှချစ်ချစ်ကိုသိချစ်တာပဲလို့ပြောပြီးလေ ဟုတ် ခုနကအမငါအကုန်လိုက်တင်ပေးနေရတယ် ဟုတ်ကဲ့ လို့ငါဗီဒီယိုရိုက်လို့ခုနရိုက်တာမမီလိုက် ဟုတ်ချစ်ကိုချစ်ကိုရမ်းချစ်တယ်ကိုလက်ထပ်ပါနော် ဟ
ကြည်နေဖို့ကောင်းလိုက်တာကြည်နေဖို့ကောင်းလိုက်တာသမီးလေးပြုံးတာလေပြုံးတာအေးပြုံးပါအေးလှလိုက်တာဟဲ့နင်ကဘာဝင်ပြုံးတာလက်စုပ်ကိုစွတ်ပေးလိုက်တော့လေဘာထိုင်ကြည့် ဟုတ်ကဲ့ဟုတ်ကဲ့ အော်ငါမပြောမချင်းနေမစွတ်ပေးဘူး ဟုတ်ကဲ့ချစ်လက်စပ် ဟေးစွတ်ဟုတ်ပြီဟင်းနူကပ်နေလော လက်စပ် အော်ဒီမှာလူတွေကလည်းဘာလို့ကြည့်နေလက်ခုပ်တွေပဲဝိုင်းကြည့်ကြအောင်လေအဲ့လိုလုံးပါဘောကြည့်ရုံပဲကြည့်နေတော့ဘယ်တော့ဓာတ်ပုံရပြီခေါင်းလေးထပ်โอ้ခေါင်းလေးနဲ့ကအေးရိုက်ပြီနော်ပြုံးတာသမီးလေးပြုံးမအောင်ပြုံးလိုက်တော့ကြတဲ့ဟာကြီးကိုပြုံးမဟုတ်ဘယ်တော့ဒီဘက်အေးအချင်းနဲ့ဖက်နေလက်ကလေးနဲ့ဖက်နေငါသာပြုံးမှာငါသာအော်ကြောက်နေလို့ပဲရိုက်ပြီနော်သမီးလေးဖက်လို့ရိုက်ပြီနော်1 2 3 4မစိုးပါဘူးနှစ်ရက်တိကြော်လိုက်တော့ရှိ အဲ့ဒါတွေမလိုပါဘူးကွယ်ဖွားဖွားကလေမြီးလေးကိုတန်ဖိုးထားရှင့်ရင်တော်ပြီငါမြီးလေးလူရင်းမှန်တယ် နောက်ဆုံးတော့ငါညက်မလေးအပြိုကြီးကိုအစွန်ထုတ်နိုင်ခဲ့ပြီသူရငင်းလေးရလေငါညက်မလေးအတွက်တင့်တော်မဲ့လူလို့ထင်တာပဲ လေတင့်တော်ကြီးမတင့်တော်ကြီးဆိုအပေါ်ရံညောကိုကြည့်ပြီးပြောလို့မရဘူးမျိုးရိုးဆိုတာရှိသေးတယ်ရီးစားပွားတော့လွတ်ခဲ့တာရဲ့လေညာတော့မှအကုံပေါ်တာချစ်ချစ်ဒီအချိန်ရှိသေးတယ်နော်သိချလေးလား မင်းရလဲကွာမျိုးရိုးဘာညာပြောနေရအောင်သူတို့မိသားစုကဘာဖြစ်နေလို့လဲနီလာချင်းကဆုံးသွားတဲ့သူ့ယောက်ျားတို့ကငါတို့နဲ့ရက်ဆွေရဲ့မျိုးတွေပဲလေငါတို့တော့မပြည့်စုံတာနဲ့ပဲသူများသားသမီးမနှိမ်ပါနဲ့ကွာ ဩဘာလဲသူတို့ကရှင့်မျိုးမလို့ရှင်ကနားနေတာလားဟမ်ကျမတို့ကဆွေကြီးမျိုးကြီးသူတို့ကတမန်လူတန်းသားကြီးလေကျမတို့နဲ့စင်နိုင်ကြီးတူတာမဟုတ်ဘူး ကဲပါမြီးလေးကိုမင်္ဂလာပွဲအတွက်ဖွားဖွားကွန်ဒိုတကန်းလက်ဖွဲ့မယ်မြီးလေးကိုစိတ်ကြိုက်သွားကြည့်ကြ ဟာကောင်းလိုက်တာအမေရဲ့ဒီနေ့အိမ်မှာမင်္ဂလာသတင်းပဲဟဲ့ အမေရဲ့သူတို့ချင်းလက်ထပ်ဖို့ကစောပါသေးတယ် ဘယ်စောမှလဲ6လအတွင်းကိုအပြီးလက်ထပ်ရမှာလေအခုတောင်ဟိုရွှေ့ဒီရွှေ့နဲ့တစ်လပြည့်သွားပြီကဲကြားပါတယ်အေးဒီမှာမြန်မြန်လုပ်တာကောင်းတယ်မနေ့ပြန်မြီးလို့တိုက်ခန်းသွားကြည့်လိုက်တော့ ငါသမီးလေးကတော့လင်ကောင်းသားကောင်းလဲရကွန်ဒိုတခန်းလဲရကောင်းတာကွာ ဟွန်းဟဲ့တဟင်းနဲ့နေပါဖြစ်နေတာ အော်အမေလေချောင်းကိုရားလို့6ကစိုးနေတာအမေလေချောင်းကိုရားနေ မင်းမစစ်တိုင်အောင် အန်တီပါလာတာလား ဟုတ်တယ်ချစ်ဒီရက်ကအမြဲတမ်းမမေကိုဖះပို့ပေးနေကြလေအခုဖះအပြန်တခါလေးခေါ်လာလိုက်တာသွားမယ့်နေရာကလည်းအိမ်ကိုသွားကြည့်မှာဆိုတော့လေမမေပါတော့ပို့ပြီးတော့ကောင်းတာပေါ့ပို့ပြီးတော့အဆင်ပြေလေတိုင်ပင်ပဲရတာပေါ့ချစ်ဟိုနောက်မှထိုင်လိုက်နော် ချစ်က2ယောက်တည်းပဲသွားမယ်ထင်နေတာ အမေဒီခါလေးပြန်ပိတ်လိုက်ပါဦးအမလီတာကြီးဖြည်းဖြည်းပဲမောင်းမယ်နော် ဟုတ်ကဲ့ဖြည်းဖြည်းပဲမောင်းပါလေမမေရဲ့40ပဲရှိတာ 40လောက်ဆိုအတော်ပဲ ဟုတ်ကဲ့မ မ မေ မေတို့အများမလို့ဘူး ဟုတ်ကဲ့ပါမမေ အော်တားလေးတောက်ချနေကြရင်ရေတရားခြေဖို့အတွက်မနေ့6နာရီ6တက်ကြီးဖျားကိုသွားရမယ်နော်ဒါမမေ့နဲ့ဟုတ် ဟုတ်ကဲ့ပါမမေဟုတ် မနေ့6နာရီ6တက်ကြီးဖျားနော်ဒါ ဟုတ်ကဲ့မမေဟုတ်မှတ်ထားပါမယ် အော်ပြီးတော့သားစည်းကမ်းထိုင်မှုကိုမမေတင်းငွေနေပြောင်းလိုက်ပြီနော်သားထိုင်ရမယ့်အင်္ဂါနေ့ကသားနဲ့နေနဲ့မကိုက်လို့မမေလည်းမကြိုက်ဘူးအဲ့ဒါနဲ့စည်းကမ်းတာဝန်ခံကိုပြောပြီးတော့ရက်လဲခိုင်းလိုက်တာ ဟုတ်ကဲ့မမေသားမှတ်ထားပါတယ်အခုဆိုရင်သားစေကန်းထိုင်မဲ့အချိန်လေးအားလုံးတနင်္ဂနွေပြောင်းပြီးသွားပြီ ဒါပဲ ဟုတ်ကဲ့ အော်နောက်ပြီးတော့ဒေါ်စိန်ကျွေးဖုန်းစစ်ပေးတယ်သား ဟုတ်ကဲ့ ပြောက်ကြကြီးအဲ့ဟာထဲမှာလဲနေတာကြားပြီတဲ့အဲ့ဒါသူတို့ကလည်းသားဦးပဲလာကြည့်စေချင်တာ
အဲ့ဒါမမေကလည်းပြောလိုက်ပါမယ်လို့အဲ့တော့ဒါအချိန်ရရင်ဖုန်းလေးပါလေးဆက်ပြီးသူတို့ကိုသွားကြည့်ပေးလိုက်အောင်ဟိုပြီးတော့ तू ကပြောသေးတယ်ဒါဟိုတဲ့သူတို့ရဲ့ family doctor ဖြစ်စေချင်တယ်တဲ့အဲ့မမေကလည်းဘာပြောမှမသိဘူးဒါကိုလည်းဘာမှမပြောရသေးဘူးလေအဲ့တော့ဒါလည်းနည်းနည်းစဉ်းစားလိုက်ပေါ့ဟိုသူတို့လည်းမမေကညင်းဖို့ဆိုတာလည်းခက်သားရဲ့ဒေါ်စိန်ကျွေရွရဲ့ကြီးစုတွေကမမေတို့သားမိပေါ်မှာအများကြီးရှိတယ်လေပြီးတော့ဒေါ်စိန်ကျွေကြီးကလည်းအသက်အရွယ်ရလာပြီမလားအဲ့တော့သူတို့ကအားကိုးရတဲ့ပြီးတော့သူတို့အချိန်ကြီးခေါ်လို့ရတဲ့ဆရာဝန်တယောက်အနည်းလိုချင်တဲ့သဘောပေါ်သားရဲ့အဲဒါကြောင့်သားကို family doctor ဖြစ်အောင်သူတို့ကကန်လှမ်းနေတာ ဟုတ်ကဲ့ပါမေမေတာမှတ်ထားလိုက်ပါမယ်နောက်ရက်ကျရင်တာဖုန်းဆက်ပြီးတော့တခါလေးသွားလိုက်မယ်နော် အေးသားလေး ဟုတ်ကဲ့ အဲ့ပါလေမမေအနီးကတတိပေးပါမယ်ငါသားကို ဟုတ်ကဲ့ပါမေမေ မမေရှိနေသားမလီနှုတ်ဆက်တောင်မလို့ ဒါဘောမေမေဒါကလေအမြဲတမ်းမေမေရှိမှဖြစ်ပါ မမေသိတယ်မမေရှိရင်သားဘွားရအားလုံးပြည့်စုံ ဒါဘောမေမေ အေးအတားလေးကြည့်ပါစေသက်ရှိပါစေ ပြည့်ရစမယ်ပြပါလိမ့်မယ် Gracias.